လူသူကင်းဝေးတဲ့အတင်ချိုင်းကုန်းတစ်ခုရဲ့အလယ်မှာတယောက်တည်းရက်နေဘူးပါသလားလေတိုးတန်ကလွေလို့ဘာအတန်မှမရှိတဲ့အဲ့ဒီနေတာမှာတစုံတယောက်ကတင့်ကိုနောက်ကျောက်ကနေစိုက်ကြည့်နေတယ်လို့မျိုးခန်းစားချက်ကိုရောကြုံဖူးကြလားအမုံထူးကကြီးစိုးထားတဲ့တင်ချိုင်းမြေဆိုတာကျမတို့ထင်ထားတာထက်ပိုပြီးလျှို့ဝှက်ချက်တွေများလာပါတယ်အခုပြောပြမယ့်ဇလံကတော့တင်ချိုင်းကြီးလျှို့ဝှက်လူအမိရတဲ့လူမတိသူမတိမြုပ်နှံထားတဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကြောင့်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရွာတရွာရဲ့အစွန်မှာသူတန်ဟောင်းကြီးတစ်ခုရှိခဲ့ပါတယ်အဲ့ဒီသူတန်ရဲ့ထူးခြားချက်ကတော့တင်ချိုင်းရဲ့အလဲဘာမှာရှိတဲ့အုတ်ကူအဖြစ်ကြီးတစ်ခုပါတယ်အဲ့ဒီကူမှာဘာနာမည်မှရင်မထားသလိုဘဒုရဲ့အလောင်းကိုမြှောက်နှံထားတာလဲဆိုတာလေဘဒုမှမသိကြဘူးဒါပေမဲ့ထူးဆန်းတာကလာပြည့်ညီတိုင်းအဲ့ဒီကူနာကနေပြီးမင်းကလေးကယောက်ရဲ့ရှိုက်ကြီးတငယ်ငိုတန်ကိုကြားရတတ်တာပါပဲရွာသားတွေကတော့အဲ့ဒီနေရာကိုလှို့ဝှက်ကူလို့ခေါ်ကြပြီးဘဒုမှအနာမကက်ရဲကြပါဘူးဒီနေ့မှာတော့မျိုးကနေရောက်လာတဲ့လူငယ်တယောက်ခါဒီဇလန်းတွေကိုမယုံကြည်ပဲစိန်ခေါ်ခြင်းစိတ်ပေါက်လာခဲ့ပါတယ်သူဟာလာပြည့်နေတဲ့ညမှာကင်မရာတစ်လုံးကိုကင်ပြီးအဲ့ဒီသူတန်ဟောင်းထဲကိုတယောက်ထဲဝင်သွားခဲ့တယ်။ရင်းကတဖြည်းဖြည်းနဲ့လာတာနဲ့အမျှပတ်ဝန်းကျင်ကပိုပြီးအေးဆက်လာတယ်။သူရဲ့ခြောက်တွေပေါ်နင်းသွားတဲ့သူ့ခြေတန်းကတူတန်လုံးမှာဟင်းနေတော့တာပါပဲ။သူအဲ့ဒီလျှို့ဝှက်ကိုနားကိုရောက်တဲ့အချိန်မှာတော့လေထူးကရုတ်တရက်ငင်းတက်သွားပြီးပုတ်စောနာနာအနက်တစ်ခုကနှာခေါင်းထဲကိုဆူဆူရှာရှာတိုးဝင်လာခဲ့ပါတယ်။သူကင်မရာကိုအစင်သင့်ပြင်ပြီးကူးကိုရိုက်ဖို့ကြိုးစားတဲ့အချိန်မှာပဲကူးထဲကနေလက်တန်းနဲ့ကုတ်ချစ်တန်လိုမျိုးတရှက်ရှာအတန်တွေကိုစကြလိုက်ရတယ်။သူ့ရင်ထဲမှာထိတ်ခနဲထစ်သွားပြီးမိနောက်ပြန်မလဲပဲကူးအချောင်းထဲကိုမီးအိမ်နဲ့ထိုးကြည့်လိုက်မိပါတယ်။အဲ့ဒီအချိန်မှာသူမြင်လိုက်ရတဲ့မြင်ကွင်းကတော့တသက်လုံးမေ့နိုင်မှာမဟုတ်တော့ပါဘူး။ကူးထဲမှာအလောင်းတစ်လောင်းမဟုတ်ပဲလူတစ်ယောက်ရဲ့အရွယ်ပြားကိုခြုံထားတဲ့ထူးဆန်းတဲ့တတဝါတစ်ကောင်ကသူ့ကိုဖြူဖြူကြီးပြန်ဆိုင်ကြည့်နေတာမှာအဲ့ဒီတတဝါရဲ့မျက်လုံးတွေကသွေးရောင်လွဲနေပြီးပါစက်ကနေလဲမင်းလာမာကိုစောင့်နေတာဆိုတဲ့အတန်အကြီးထွက်လာပါတယ်။သူကြောက်လန့်တကြားနဲ့နောက်ကိုဆုပ်လိုက်တဲ့အချိန်မှာတော့အုတ်ကူတွေကြားထဲကနေလက်ပေါင်းများစွာထွက်လာပြီးသူ့ခြေထောက်တွေကိုဆွဲခိုင်းလိုက်ကြတယ်။တန်ချိုင်းရဲ့လျှို့ဝှက်ချက်ကတော့အဲ့ဒီကူဟာတေဆုံးသွားသူတွေကိုမြုပ်နှံထားတဲ့နေရာမဟုတ်ပဲအသက်ရှင်နေတဲ့သူတွေကိုဝါးရည်ပူစောင့်နေတဲ့ငရဲတစ်ခါတစ်ခုထင်နေတာပါပဲ။နောက်ရက်မနက်မှာတော့ရွာသားတွေဟာအဲ့ဒီလူငယ်ကိုရှာမတွေ့တော့ပါဘူး။ထူးဆန်းတာကအဲ့ဒီနာမည်မရှိတဲ့အုတ်ကူပဲမှာလူငယ်ရဲ့ကင်မရာလေးပဲကျန်ရစ်ခဲ့တယ်။အဲ့ဒီကင်မရာထဲကနောက်ဆုံးစက်ပုံကိုကြည့်လိုက်တဲ့အခါမှာတော့မောင်မဲကြီးတွေကူထဲကနေထွက်လာတဲ့ဖြိုးဖြောဖြောလက်ချောင်းကြီးတွေကိုပဲမြင်လိုက်ရတော့ပါတယ်။အခုထိလဲအဲ့ဒီတင်ချိုင်းနာကဖြတ်သွားရင်ညဘက်တွေမှာတစုံတယောက်ကတင်ကိုလှမ်းခေါ်နေသလိုခံစားရနိုင်ပါတယ်။ဒါကြောင့်တင်ချိုင်းတစ်ခုမှာနာမည်မရှိတဲ့ကူတစ်ခုကိုတွေ့ရင်လုံးဝဆက်စုဖို့မကြိုးစားပါနဲ့။ဘာလို့လဲဆိုတော့အဲ့ဒီလျှို့ဝှက်ချက်ကတင့်ကိုပါတပါတဲ့တင်းစီးသွားနိုင်လို့ပဲချပါတယ်။တင်ရောအမုံထဲမှာတယောက်တည်းရှိနေချင်းနောက်ကျောက်ကအေးဆက်ဆက်ခန်းစားချက်မျိုးခန်းစားနေရပြီလား။တတိထားပါတင်ချိုင်းရဲ့လျှို့ဝှက်ချက်ကတင့်အနာမှာရှိနေနိုင်လို့ပါပဲ။